17 ရက်နေ့ဗုဒ္ဓဦးနေ့ညနေ9:44:90ခွန်တစ်030460208083 64549တဲ့ခွန်လေးနဲ့ခွန်တစ်ကိုရင်ထူးကြပါဟုတ်ဒီလေးပေါ့အဲတုံးခွက်တင်ထူးကြဒီကွက်အတွက်ဗရိတ်အလုံးယူပြီးရင်ထူးကြအဲ့လေးကအကြိုက်ဆုံးမြန်မာဘာဝဗရိတ်တိ83ဒီနားလေလားမသိခဏတော့မှ8တုံးတစ်ကွက်4 2ကွက်3 3ကွက်ခွန်1 4ကွက်ခွန်4 5ကွက်5ကွက်9 6ကွက်5 9ကွက်6 8ကွက်8 3 9ကွက်80 10ကွက်3 3 17ကွက်3 1 12ကွက်3 4 13ကွက်60 14 15ကွက်ပဲရှိရနော်အဲ့မှာဒီ3နဲ့3 3 3 1 3 4 60 20 80ကအာထူးကြပါတော့မဟုတ်နည်းနည်းပါးထူးကြပါနော်အပေါင်းတော့ခွန်4ခွန်1 3 1 4 4ကောင်းတော့ခွန်4ခွန်1 3 1 4 4အပေါင်းတော့အားလုံး